မိမိကိုယ်ကိုကျမ်းမာတယ်လို့ထင်နေရင်းကနေရုတ်တရက်နှလုံးသွေးကြောပိတ်ပြီးအသက်အန္တရာယ်ကြုံရနိုင်တယ်ဆိုတာတင်သိပါသလားသွေးကြောပိတ်တာဟာဘာလက္ခဏာမှပြမှတ်နေပဲတိတ်တဆိတ်အန္တရာယ်ပေးတတ်တဲ့အရာဖြစ်ပါတယ်။ American နိုင်ငံမှာတင်နှစ်စဉ်လူပေါင်း1,000,000 နီးပါးဟာသွေးတိုးတာကိုလက်စထရောတက်တာတွေကိုသတိမထားမိပဲနှလုံးရောဂါကြောင့်အသက်ဆုံးရှုံးနေကြရပါတယ်။ဒီနေ့မှာတော့သွေးကြောပိတ်နေပြီဆိုရင်ခန္ဓာကိုယ်ကကြိုတင်သတိပေးတတ်တဲ့မဖြစ်မနေသိထားရမယ့်လက္ခဏာ9ချက်ကိုပြောပြပေးသွားပါမယ်။ရင်ဘတ်အောင်ခြင်းသို့မဟုတ်မအီမသာဖြစ်ခြင်းပထမဆုံးလက္ခဏာကတော့ရင်ဘတ်ကိုတစ်ခုခုနဲ့ထိထားတယ်လို့ညှစ်ထားတယ်လို့ခံစားရတာပါဒါဟာသွေးကြောတွေထဲမှာအဆီနဲ့ထုံတဲ့ white တွေပိတ်ဆို့ပြီးနှလုံးစီကိုအောက်ဆီဂျင်အလုံလောက်မရောက်လို့ဖြစ်ရတာပါလှုပ်ရှားမှုလုပ်တဲ့အခါဒါမှမဟုတ်စိတ်ဖိစီးတဲ့အခါကိုအောင်တက်ပြီးပခုံးလက်မောင်းမေးရိုးနဲ့ကြောဘက်တွေထိလက်မောင်းကိုက်တယ်လို့အောင့်လာတတ်ပါတယ်လူများစုကဒါကိုလေထိုးလေအောင့်တယ်လို့မှားတတ်ကြပါတယ်မောပန်းလွယ်ခြင်းအသက်ရှူမဝခြင်းအရင်ကအလွယ်တကူတက်နိုင်တဲ့တေကားကိုတက်ယုံနေရင်မောဟိုက်လာတာမျိုးပါတွေးကြောချင်းနေတဲ့အတွက်နှလုံးကပူယုံပြီးတွေးမိရလို့အဆုတ်ကပါလိုက်ပြီးအသက်ရှူမြအောင်လုပ်ရတာဖြစ်ပါတယ်ယောဂပြင်းထန်ရင်တဲအိမ်နေတဲ့အချိန်မှာတော့အသက်ရှူချက်ပြီးခေါင်းကြီးအိမ်မှာတက်တာမျိုးဖြစ်တတ်ပါတယ်နာတာရှည်နှုံးချိနေခြင်းဒီပင်ပန်းမှုကတာမန်ပင်ပန်းတာနဲ့မတူပါဘူးဘလောက်ပဲအိတ်အနားယူအလိုတွေကနေစိတ်ကြီးနှုံးနေတာမျိုးပါတွေးလက်ပတ်မှုမကောင်းတဲ့အတွက်ခန္ဓာကိုယ်ကအရေးကြီးတဲ့ကလေးစားတွေကိုပဲတွေးဦးစားပေးပြီးကြွက်သားတွေစီတွေးမလွတ်နိုင်လို့အမြဲအားရင်ကုန်ခန်းနေတာဖြစ်ပါတယ်လမ်းလျှောက်နေခြေထောက်ကျွတ်တက်ပြီးနာကျင်ခြင်းလမ်းလျှောက်ရင်ခြေတလုံးသို့မဟုတ်ပေါင်တွေကတင်းကျပ်ပြီးနာလာကခဏရက်ပြီးနားလိုက်ရင်ပြန်တက်တာသွားတတ်ပါတယ်ဒါကို peripheral artery disease PAD လို့ခေါ်ပြီးခြေထောက်သွေးကြောတွေပိတ်နေတဲ့လက္ခဏာဖြစ်ပါတယ်အကြောင်းရင်းမရှိဘဲပြုတ်အန်ခြင်းချင်းနဲ့ချွေးစေးပြန်ခြင်းအပူချိန်ကလည်းအေးအေးလေးလေးချိန်ကလည်းမလုပ်ဘဲနဲ့ရုတ်တရက်ချွေးစေးတွေပြန်လာတာပြုတ်အန်ခြင်းတာဟာနှလုံးမှာအောက်ဆီဂျင်အရင်ပြတ်လက်သွားလို့ခန္ဓာကိုယ်ရဲ့အုံနောက်ကတုတ်ပြန်တဲ့ fight or flight စနစ်ကြောင့်ဖြစ်ပါတယ်ရင်ဘတ်အောင်တာနဲ့တွေ့ဖြစ်ရင်ချက်ချင်းဆေးရုံသွားဖို့လိုပါတယ်ရင်တုန်ခြင်းနှလုံးခုန်မမှန်ခြင်းနှလုံးကတတုတ်တုံနဲ့ပြေးနေတယ်လို့ခံစားရတာသို့မဟုတ်ချက်ချင်းအချက်လို့ခုန်သွားတယ်လို့ဖြစ်တာပါသွေးကြောပိတ်လို့နှလုံးကြွတ်သားစီသွေးမရောက်တဲ့အခါနှလုံးရဲ့လျှက်စစ်လိုင်းစနစ်ကမောက်ကမဖြစ်ပြီးနှလုံးခုန်လုံးမမှန်တာဖြစ်လာပါတယ်